ရအောင်ယူပါမယ်လို့တော့စဉ်းစားတယ်ပညာရေးလဲဆုံးခံရောက်လို့ပြီနေလာမယ့်ဘဝခီးတစ်လမ်းစာတွေ့ကြောအသုံးဝင်မယ်လုံးနဲ့တားစီမှုတည်းပေါ်မလာခဲ့ပြီးသည်စက်တက်မယ်တောင်းတကြောရဲ့မိုးချက်အမြင်ရောက်တိုင်းအမိတွေမဲ့ကြောက်ကပါချဲကိုတော့မကြလို့ဘူးထိုက်တဲ့လောက်ကြောပြန်ခံစားခွင့်ရှိမယ်ကျူစာအထုတ်ရမှာပဲလက်ချမ်းကြောင်းရမယ့်အရွယ်လွန်လာပြီလေကြော်လွန်ခဲ့ပြီရှာဖွေနိုင်တုံးမှုတွေ့အောင်ရှာဖွေမယ်လို့တော့စဉ်းစားတယ်ဒီဘဝအတွက်အကောင်းဆုံးလက်တွေ့ပေါ်ချိန်ချိန်မှာဖိမမဲ့သူတယောက်တော့ရှိတင်နေပြီရှိကြမဲ့စွန့်စားခြင်းမှုတွေဝေနေမဲ့အစားဆက်တတ်မယ်မရမဆိုင်ဘူးတရားစွန်းတစ်ဖက်ရောက်ချိန်တွင်ဝင်ချစေချောင်းကြရည်ချဲတော့အကြမခံဘူးထိုက်တဲ့လောက်ကြောပြန်ခံစားခွင့်ရှိမယ်ကျူစာအထုတ်ရမှာပဲလက်ချမ်းကြောင်းရမယ့်ရွယ်လွန်လာပြီလေကြော်လွန်ခဲ့ပြီစင်ကတဲ့ကယနေ့ချက်တိုင်းယုံကြည်စိတ်နဲ့ပိုင်းချက်ကရင်ထဲမှာသိမ့်စေခဲ့သမျှရဲ့ဒီအချိန်မှကြောက်ပြတ်သွားမှာတော့သိဆိုရင်နဲ့ထိုက်တဲ့လောက်ကြောပြန်ခံစားခွင့်ရှိမယ်ကျူစာအထုတ်ရမှာပဲလက်ချမ်းကြောင်းရမယ့်ရွယ်လွန်လာပြီလေကြော်လွန်